အားလုံးပဲမင်္ဂလာပါရှင်ခင် Audio Book Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုဖတ်ပြမှာကတော့စာရေးဆရာမောင်သားချိုရေးသားထားတဲ့တမီးဖတ်ဖို့ဆိုတဲ့စာအုပ်ထဲမှာပိန်နေသည့်ကြိုက်သူများခဏဆောင်ပါဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ကိုဖတ်ပြမှာပဲဖြစ်ပါတယ်နားတော်သားဆင်ပေးကြပါအောင်သမီးရေသမီးမေမေကသမီးအတွက်အဖော်ရအောင်လို့ဆိုပြီးမောင်လေးပေါက်စားနာတယောက်ကိုမွေးပေးပြီးခါစရက်ပိုင်းတွေတုန်းကဖြစ်သမီးတို့တွေရဲ့စားရေးတောက်ရေးအတွက်ဝဲဖို့ချမ်းမှုကိစ္စတွေဟာဖေးဖေးကိစ္စတွေဖြစ်လာရပြန်တာပဲပေါ့သမီးရဲ့ဒီတုန်းကမနေ့တိုင်းလင်းမီဆိုတာနဲ့အိယာကစောစောထားလို့ဈေးကိုရအောင်တွားရတာကဖေးဖေးတာဝန်ပါပဲဖေဖေလေးခရိုင်မျိုးကြီးတစ်မျိုးရဲ့အကြီးဆုံးဈေးကြီးတစ်ဈေးထဲမှာငေးရင်မော်ရင်ဝယ်ရင်ချမ်းရင်နဲ့တက်လဲလဲဖြစ်နေမိရာကသမီးကိုပြောပြခြင်းစရာလေးတွေကရှိလာရပြန်တာပါပဲဖေဖေဈေးကိုထွက်ဖြစ်နေတဲ့ရက်တွေကမိုးရတော့မယ်ဖြစ်နေတဲ့ရွေးနောင်မီးရက်တွေလေသမီးရဲ့ပိန်နေသီးတွေလှိုင်ပေါ်တဲ့ရက်တွေပဲပေါ့ဈေးကြီးရဲ့တားတဲ့ငါးတန်းကုံစိမ့်တန်းကုတ်6တန်းတွေရှိရာကိုဝင်တဲ့အပေါက်4ပေါက်ထဲက3ပေါက်ရဲ့အဝမှာပိန်နေသီးတွေကိုခွဲရောင်းနေတဲ့အသည်တွေနဲ့ပြည့်နေတဲ့ရက်တွေပါပဲဖေဖေကတော့ကုတ်6တန်းအဝမှာအမြဲထိုင်ရောင်းနေတဲ့အမကြီးတယောက်စီကပဲဝယ်နေကြသူကသမီးသားကြိုက်တဲ့အိမ်မာတစ်မျိုးတည်းကိုပဲရောင်းတယ်လေသူ့အိမ်ကြီးတွေကလည်းကြီးတယ်ပြီးတော့တအိမ်စနှစ်အိမ်စကိုလည်းဖေဖေကိုအမြဲတမ်းအပို့ပေးတယ်ဒါတွေကြောင့်ဖေဖေဈေးထွက်ဖြစ်လို့ပိန်နေသည့်ဝယ်တဲ့အခါသူ့စီမှာပဲဝယ်ဖြစ်နေခဲ့တယ်ဆိုပါတော့တရက်မှာတော့ဖေဖေတယောက်ဈေးကိုတော်စောကလေးရောက်သွားဖြစ်တယ်ထုံးစံအတိုင်းပဲပေါ့ဖေဖေဖောက်တယ်အမကြီးကလက်မန်းတစ်ချက်ပိန်နေသည်3-4လုံးနဲ့အတူဈေးဘဝမှာရောက်နှင်းလို့နေပါပြီသူကပိန်နေသည်တစ်လုံးကိုထက်ချမ်းခွဲပြီးပိန်နေသည့်အမွာတွေကိုတမွာချင်းနိုင်ယူကလက်မန်းတဲ့သူထဲ့လို့သူ့စီမာကဈေးရှင်တောင်းကိုဘေးမှာချထားတဲ့မိမကြီးတယောက်ကစောင့်ကြောင်ထိုင်လို့ဖေဖေကမိုးတိုးမတက်ကနေပဲပိန်နေသည့်ဈေးကိုမေးမိပါတယ်အမကြီးဘလို့လဲ30ဘူး6မှာပဲယူလေအင်ကြီးတွေကောင်းလိုက်တာဖေဖေလဲအသာထိုင်ချလိုက်ရင်ကအမကြီးနိုင်ထဲပေးနေတဲ့လက်မန်းတဲကပိန်နေသည့်ပုံကနေကိုယ်စိတ်ကြိုင်အမွာကြီးတွေကိုရွေးမယ်လို့ဆိုပြီးလက်ဟန်ပြင်လိုက်မိပါရဲ့စိတ်ညစ်ညူးစရာဖြစ်ရက်ကဖေဖေစီကိုရောက်လာတော့တာပါပဲဖေဖေအရင်ရောက်နေတဲ့မိမကြီးလေပိန်နေသည့်ပုံကိုနိုင်ပြီးအကောင်ဆုံးအမွာကြီးတွေကိုရွေးနေရကဆက်ဆူလက်နဲ့ကားလိုက်ပြီးဖေဖေကိုမလိုလားတဲ့မျက်လုံးတွေနဲ့ကြည့်ကနေအောင်လေကွယ်ဒီမှာရွေးနေတဲ့ဥစ္စာမင်းကတဲ့သမီးရဲ့ဖေဖေလေးတကယ်ကိုဘာပြန်ပြောရမှန်းမသိအောင်ကိုကြောင်သွားမိတာအမှန်ပါပဲဒါဟာရှက်ဖို့ကောင်းတဲ့ကိစ္စလားဒေါသဖြစ်ဖို့ကောင်းတဲ့ကိစ္စလားဆက်ရှုပ်ဖို့ကောင်းတဲ့ကိစ္စလားဘာမှန်းလို့ကိုဖေဖေရုပ်တရက်မခွဲခြားနိုင်တော့ပါဈေးတဲ့အမကြီးကိုအားနာပေမဲ့အပြန်မှပဲဝန်တော့မယ်လို့စိတ်ထဲမှာဖြစ်သွားပြီးလက်ထွက်လာခဲ့မိတော့တာပါပဲတကယ်ရင်ပြန်စဉ်းစားကြည့်လိုက်တော့ပိန်နေသည့်အမကြီးရှိကလက်မန်းထဲမှာချပေးလာနေတဲ့ပိန်နေသည့်အမွာတွေတဲကအကြီးဆုံးအကောင်ဆုံးအင်ကြီးတွေအလုံးကိုလည်းဒီအတော်ကြီးဘယ်ဝယ်လိမ့်မလဲသမီးရဲ့သူဘယ်ဝယ်လိမ့်မလဲထားပေးမယ်ဒီအတော်ကြီးကသူဝယ်မဲ့ပိန်နေသည့်အမွာတွေရောသူမဝယ်မဲ့ပိန်နေသည့်အမွာတွေရောအားလုံးကို
သူ့စာမေးပွဲမှာအောင်ရှုံးပေးပြီးမှကျောင်းထွက်လက်မှတ်ထုတ်ပေးချင်ပုံရပါတယ်။လောကကြီးတစ်ခုလုံးကိုရေးကြမှပေးချင်တဲ့စိတ်ဓာတ်မျိုးပေါ့။ဒါမျိုးတွေကိုနေရာတိုင်းလိုမှာဖေတို့သမီးတို့ကြုံတွေ့နေခဲ့ကြရတာပါပဲ။ဟိုးတခါကမစွန်းတွေတားရှားနဲ့နေခေါင်ရကြီးတဲ့မြင်ငါးတွေကြီးပဲတီးတန့်ရောက်နဲ့မိမရဲ့ကလေးရဲ့ရှေ့မှာပစွန်တော့ခက်လက်လက်တွေကိုလှမ်းတွေးလိုက်တာနဲ့ဖေရောက်သွားမိတယ်။သမီးရဲ့အရွယ်တော်ကလေးတွေစိတ်တို့လက်ဆက်ကြီးတွေဈေးကလည်းတပိတ်တာ1300ဆိုတော့မစိုးတော့ဘူးလို့စဉ်းစားမိပြီးဖေကလည်းဝယ်ဖို့ပေါ့ဒါပေမဲ့သမီးရေမိမတယောက်ကပစွန်ပုံရှိမှကာယခွထိုင်းလို့လက်တစ်ဖက်ကပစွန်ပုံကိုကားလို့လက်တစ်ဖက်ကစိတ်ကြိုက်အကောင်ရွေးလို့ဖေလေးပစွန်ဝဲဖို့မတ်တရက်စောင့်နေကြတဲ့ဆွဲချင်းကိုစီနဲ့အမျိုးသမီး3-4ယောက်ကိုလှမ်းကြည့်ရင်ပြုံးမိတယ်သူတို့တွေအကုန်လုံးမျက်နှာမှာတွန်းခောက်ကဆက်ရှုပ်တဲ့အဓိပ္ပာယ်တွေနဲ့ဟိုမိန်းမကတော့20သားလောက်လဲရရောတလောကလုံးအတွက်သူရေးကြတွေထားခဲ့ရတာဆိုတဲ့မျက်နှာပေးမျိုးနဲ့ကုံစိမ်းတန်းဘက်စီကိုကော့လန်နဲ့ထွက်သွားလို့ဖေတက်ပြင်းချမိပါတယ်တခါတုန်းကလည်းရန်ကုန်ကနေပကံညာဦးကိုလေးချောင်းနဲ့ဖေခရီးသွားဘူးတယ်မင်္ဂလာတုံလေးစိတ်မှာစိုက်နာထားတဲ့လေရင်ပေါ်ကိုခရီးသည်တွေတက်ကြတော့ဖေကတတိယမြောက်သူလေရင်ပေါ်မှာကထိုင်ခုံနံပါတ်မရှိပဲကိုကြိုက်နေရမှာကိုထိုင်ရတာဆိုတော့ရှေ့ဆုံးကတက်သွားတဲ့လူရယ်လေးနောက်ကိုပြေးသွားလိုက်ရှေ့ကိုပြန်ပြေးလာလိုက်နဲ့လူသွားလန်းကထိုင်ရင်ကောင်းမလားဦးပိုင်းကထိုင်ရင်ကောင်းမလားဘေးဘက်ကထိုင်ရင်ကောင်းမလားအလေဦးချောင်းကထိုင်ရင်ကောင်းမလားမပြီးနိုင်တော့ပါဘူးသမီးရဲ့နောက်ကလူတွေကသူ့ကိုကြော်သွားပြီးတွားဖို့ဆိုတာကလည်းလူသွားလင်းကြီးကလေးမှာသူကပိတ်ရက်ထားတာဆိုတော့ဘလို့မှတွားမရနိုင်ဘူးဖြစ်နေတာပေါ့နောက်ဆုံးမှာမောင်မင်းကြီးသားကသူ့အကြိုက်တကအကြောက်ဆုံးထိုင်ကုန်မှာငွေထိုင်ချလိုက်တော့မှပဲပိတ်နေတဲ့ခရီးတန်းကြီးပွင့်သွားခဲ့ပါလေရဲ့ခရီးသည်တွေအားလုံးတမ်းမြင့်ချမိကြပါတယ်ရန်ကုန်ညာဦးခရီးစဉ်ဆိုတာကတနာရီတောင်မှမပြည့်တဲ့ရှင်တဲ့ခရီးစဉ်မှာကိုအကြိုက်ဆုံးခုံကိုဘာသာကိုရွေးပြီးထိုင်ချလိုက်ရင်နောက်လူတွေအတွက်လမ်းပွင့်မသွားပါဘူးလားဒီလိုပဲကိုဝယ်မှာကပစွန်တို့20သား30သားကိုရွေးသူရွေးယူလိုက်ကြရင်ဒီပစွန်ဖန်းကလေးရှိမှာအသက်ရှူချောင်မသွားပါဘူးလားကိုဝယ်မှာကပိန်နေသည်လေး10မွာ15မွာကိုရွေးသူယူလိုက်ကြရရင်ဒီပိန်နေသည်ဖန်းကလေးရှိမှာစိတ်ဓာတ်တွေမချောင်ရှိသွားပါဘူးလားဘေးလူတွေကိုရွေးကြပဲပေးဝေခြင်းနဲ့စိတ်အပုပ်အသိုးတွေနဲ့ပိန်နေသည်ဖန်းကလေးတွေကိုလက်နဲ့မကာထားရှင်စမ်းပါနဲ့သမီးရဲ့ဒီနေ့တော့ဒီလောက်ပါပဲငါသောသားရှင်မေးကြတော့တဦးတယောက်ရှင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်